မင်္ဂလာပါဗျာကျွန်တော်ကတော့ထိုင်းအောင်နိုင်ဖြစ်ပါတယ်ဗျာ2026ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့အတွက်တရက်စာမင်္ဂလာအခါပေးစီစဉ်ကိုတဲရော့ဘက်တွေနဲ့နမိတ်ဖတ်ပြီးတော့ဟောကြားပြီးတော့မှာဖြစ်ပါတယ်ဗျာဒီလိုနေမျိုးကတော့ဘုရားဘုကြီးထွက်ရတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်ဖတ်ဖို့ရှိရတာဆိုတော့ရဲရဲတာသွားပြီးတော့ထို့ပြင်တော့အိမ်စာပစ္စည်းရောင်းဝယ်လုပ်ငန်းအကျိုးဆောင်လုပ်ငန်းအိုးလုပ်ငန်းအုပ်လုပ်ငန်းဥပဒေအကျိုးဆောင်လုပ်ငန်းဒါတွေလည်းကောင်းတယ်စတင်တဲ့နေ့တည်ထောင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်တွားတဲ့ရက်ဒေတာလက်နေရက်တွေကတော့မြောက်စုစုကိုတွားခြင်းအပြင်လက်လာပါတွေရွှေမဲ့ငွေတွေဝင်မှာပဲဖြစ်ပါတယ်မတွားတဲ့ရက်ဒေတာရှောင်ချတဲ့ရက်ဒေတာတွေကတော့အနောက်မြောက်ရက်ကိုတွားခြင်းလို့လုံးဝလုံးမရှောင်ကျင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်လက်ပြီးကတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အပြာရောင်လို့ပါတော့ဝိစားတွေကိုဝိပါဒါဆိုရင်တော့ကိုပြောတဲ့စကားတွေအောင်မှာတစ်ဖက်လူကိုဘက်ပါမယ်ဗုဒ္ဓဘာသာပို့ခွင့်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဒေဝမနုဿန်နဲ့အောင်ပြီးဆိုတနေ့ကိုဂတိ9ပတ်စိတ်ပါခြိထိုးကန်ဆန်းခြင်းတဲ့လူတွေကတော့6ကနန်း1ကနန်းတွဲလိုက်စားတဲ့ဒီကိုထိုးခြင်းအပြင်ခြိစုကြီးနဲ့တိုးစေနိုင်မှာပဲဖြစ်ပါတယ်ဒီလိုနေမျိုးမှာမွေးဖွားတဲ့နေနံတာသမီတွေကစာပေဂီတသရုပ်ဆောင်မော်ဒယ်ပကြီးပပုပန်းတမောစတဲ့အမှုပညာလုပ်ငန်းတွေမှာတစ်ဖက်ကန်းခက်အောင်မြင်ကြော်ကြားတတ်တဲ့သူတွေဖြစ်ပါတယ်ဒီလိုနေမျိုးမှာမွေးဖွားတဲ့နေနံတာသမီတွေကများသောအားဖြင့်အောင်မြင်တာကြော်ကြားတာများပါတယ်ဗျဘဝသက်သာအကျိုးပေးသောအဆောင်မှာပလဲအစိမ်းရောင်ကြောက်ရပဲဖြစ်ပါတယ်ဒီလိုဒီမျိုးမှာမိမိတို့အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်တော့အာဆီယံတပြည်ညွန့်6ခက်မြတ်စွာဘုရားကိုကြွယ်ပြီးတော့လူတန်းပါဒီလိုနေမျိုးမှာမိမိတို့ရဲ့ရှောင်းကုန်ပစ္စည်းတွေအမြန်ဆုံးရောက်ထွက်ခြင်းနဲ့ဆိုရင်တော့တန်မြာတိကြီးကြီးတစ်လုံးနဲ့ထိပြီးတို့ပြီးခောက်ပြီးဆူတောင်းပါတယ်ဒါဆိုရင်တော့ကိုရောက်ခြင်းတဲ့ပစ္စည်းတွေဟာတိတိတတ်တာလင်းလင်းမြန်မြန်နဲ့အမြန်ဆုံးရောက်ထွက်သွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျလူကြီးမလို့နေတဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝဝစာများများလူတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវတို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ချမ်းပါစေလို့ကျွန်တော်ထိုက်အောင်မြန်လူကြီးမင်းတို့မိသားစုပါဒီနေရာကနေဆူတောင်းမြတ်တာများလှိုက်လိုက်လေလေပိုတာလိုက်ရကြောင်းပါဗျာမိမိတို့ရဲ့စီးပွားရေးအခြေရေးအိမ်တော်ရေးစတဲ့ကကျွန်မ hostel တွေကိုနေလခါလေးလေးတွေကနေပြီးတော့အချိန်ကုန်သက်သာဆောင်ရဲ့ online ကနေပြီးတော့မေးမြန်းနိုင်ပါပြီonline တွေကိုမေးမြန်းလိုပါကနေလ application ရဲ့ online တွေကဏ္ဍကနေဝန်ဆောင်မှုရယူပြီးတော့နေ့စဉ်မေးမြန်းနိုင်ပါတယ်။တနေ့ခါရဲ့ကံကောင်းချက်တွေကိုပိုက်ဆိုင်နိုင်ကြပါစေလို့နေလအခါလေးတွေကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်။